အိမ်မိုင်ဆိုဟိုရှိုးခရီးမှာကျူစုပါတယ်မင်္ဂလာရှိတဲ့နေ့တည်လေးပါရှင်ညော်လင်းချက်အစ်စ်နဲ့အိမ်မိုင်ဆိုကကျူစုပါတယ်ရေကန်တင့်အကြတင့်ဆိုတဲ့ဆောင်းမုတ်လေးနဲ့တူညော်လင့်နေကြတဲ့ချစ်သူများအားလုံးအတွက်မကြခင်ဒီဂရီမှာမြင်တွေ့ရမယ့်ပုံရိပ်အစ်စ်ညော်လင့်ချက်အစ်စ်ကတော့6ထပ်တိုက်အပါရှော့ဖောက်လေးတွေနဲ့လုပ်ငန်းရှင်အားလုံးစုစည်းမဲ့နေရာလေးပါမြေခွက်ရဲ့ညီထားအားလုံးတော့ဒီနေရာလေးကိုလိုက်ပြီးကြည့်ကြအောင်နော်လိုက်ပြမယ်နော်အနေထားလေးကအခုပြီးထားတဲ့ဒါကနယူးယောက်ရှော့ဟောင်းမကြခင်လာတော့မယ့်လုပ်ငန်းရှင်တွေရဲ့ပုံရိပ်လေးပေါ့အခုဒီညတင်ဆက်မဲ့မငယ်တို့ရဲ့နော်မြန်မာအမှုပညာအလှအကတွေနဲ့တူ Grand Milan ဆိုတဲ့နော်ယူရိုရဲ့အလှပယဉ်ကျေးမှုနဲ့အမတို့ရဲ့မယဉ်ကျေးမှုပေါင်းစပ်မဲ့ဒီနေရာလေးကတကယ် Grand Milan ဆိုတဲ့တကယ် Grand မြန်မာလည်းဖြစ်လာမှာပါနောက်အခုပြီးစီးသွားတဲ့ Modern Palace เนาะအလှပလေးတဲ့အနိကရှိအောင်ပဲဒီမှာရှိတဲ့မြေခွက်တွေရဲ့တည်ဆောက်ပုံကเนาะဘာပဲပြောရေကန်တင့်ကြာတဲ့အားလုံးအတွက်နေရာလေးတစ်ခုနဲ့မိမိရဲ့စိတ်ကြိုက်ညှို့လင့်ချက်လေးတည်ဆောက်လိုက်ရအောင်ရေကန်တင့်ကြာတဲ့ဆိုတဲ့ဆောင်းပုတ်လေးနဲ့တူပြီးစီးသွားတဲ့ New York ဒီနေရာလေးက business entrepreneur မကြခင်သူတို့ရဲ့လုပ်ငန်းများနဲ့ပြအလွှာတိုင်းမှာလုပ်ငန်းပေါင်းစုံရဲ့ပေါင်းစပ်မဲ့နေရာလေးတစ်ခုရောင်စုံမီးတွေနဲ့ပွင့်လင်းလာမဲ့ဒီနေရာလေးမကြခင်တွေ့ရတော့မှာပါ Golden Horse အိမ်မိုင်ဆိုဟိုရဲ့တင်ကေတလေးရဲ့နောက်ကဲမှာအရာအားပြိုင်နေတဲ့ညင်းသုံးကောင်လေးရှိတယ်သူကရွှေမြင်းလေးပေါ့ရွှေမြင်းလေးကအားမှန်မှာသူ့ရဲ့ spiritual power ကိုဘယ်လိုတည်ဆောက်ထားလဲဒီ main entrance ကိုဝင်လိုက်တာနဲ့အထင်ကြီးကမြင်ရမယ်ပုံရိပ်လေး၃ခုလေးကဒီမြင်းလေးပါပဲ Modern Palace မှာကြိုဆိုပါတယ်မကြခင်လာရောက်ပြီးနေထိုင်တော့မဲ့အခန်းချစ်သူများအားလုံးကိုစိတ်ချမ်းသာဖို့အတွက်မငယ်မျှော်လင့်ပါတယ်စိတ်ချမ်းသာရင်တော့ဒီကွာလာနာတွေကထွက်မယ် landscape ကိုကြည့်မယ်မိုးကောင်းငင်လေးကြည့်မယ်နောက်ပြီးတော့ပျော်ရွှင်ရမယ့်အခန်းလေးကိုလည်းကိုယ့်ကို enjoy ကြည့်မယ်เนาะ Modern Palace ဆိုတဲ့ hidden လေးနဲ့တူပြင်သစ်မြို့ကိုရောက်သွားသလိုပဲဒါလေးကခိမိတဲ့ပြင်သစ်လေးပေါ့ခုတော့ Modern Palace ရဲ့301ခန်းထဲကိုရောက်နေပြီcorner room လေးဆိုတော့ကြည့်လိုက်ရင် view တွေက horizontal အများကြီးပဲကျယ်ပြန့်နေလို့ပဲ501အိတ်ခန်းနှစ်ခန်းနဲ့ kitchen เนาะ dining အလှတွေတော့ကိုယ့်ဟာကိုယ်စိတ်ကြိုက်လာပြီးတော့လေ့လာလို့ရပါတယ်အိတ်ခန်းထဲကနေ kitchen ကိုသွားမယ်เนาะ DIY ကိုယ်တိုင်ချက်မယ်ကိုယ်တိုင်ပြုတ်မယ်ညှော်လင်းချက်အတင်းနဲ့ Gateway for Tomorrow ဆိုတဲ့ဆောင်းပုံတိုင်းလမ်းလျှောက်လာပါပြီ passage ကလည်းအရင်အေးချမ်းပါတယ်အေးမြတဲ့အစိမ်းရောင် background ပိတ်နေအရန်ကြိုက်တယ်ဒီရောင်လေးကိုသူပကြီးကားလေးကပန်းရင်လေးနဲ့အားလုံးအမောပြေတယ်လန်းဆန်းတယ်ဒီ passage ကအားလုံးစိတ်ချမ်းသာဖို့အတွက်မိမိစိတ်ကြိုက်တလွှာချင်းကိုမတူတဲ့အရောင်လေးတွေဖန်တီးထားပါတယ်အဲဒီခက်ကတော့အစိမ်း maybe full floor is beige yellow all color is your hope your gateway Modern Palace ဆိုတဲ့အတိုင်းဒီပကြီးကားလေးကမငယ်အကြိုက်ဆုံးပဲအကြိုက်ဆုံးဖြစ်လို့ဒီချစ်စရာကားနဲ့ခန်းလေးမှာထည့်ထားလိုက်တာအခန်းနံပါတ်က303 double digit เนาะဒီခန်းလေးချစ်စရာအကောင်းဆုံးဖြစ်လို့ဒီပကြီးကားနဲ့လိုက်ဖက်တာပြင်တစ်ကပါ Modern Palace အစ်စ်အဲ့ခန်းလေးကမကြီးမကျယ်လေးချစ်ဖို့ရဟန်းကောင်းတယ်အဲ့တော့ဒီခန်းရဲ့ void က white and green เนาะ living square ဆိုတဲ့ဒီဘီလိုလေးကိုပွေးပိုက်ပြီးတော့ဒီအစိမ်းလေးညကျရင် romantic ဒီမိတိုင်လေးအောက်မှာ we dine together we read with this book this Dior all the arts of Dior is here and ဒီမှာချက်မယ်ဒီမှာနေမယ်ဒီမှာအေးစစ်စစ်လေးเนาะမိသားစုမှာကိုယ့်ရဲ့စွာမကာကိုယ့်ရဲ့နှလုံးသားကိုဒီမှာစီမံပြီးတော့ဒီမှာ enjoy မယ်ဘယ်လို enjoy မှာလဲဒီမှာနေရာတိုင်းမှာတော့စိမ့်လန်းနေတဲ့ကြာပန်းနဲ့ပြည့်ဝက်တွေကြားထဲမှာမိသားစုအေးစစ်စစ်လေးဒီချစ်စရာကောင်းတဲ့ Modern Palace မှာနားနေကြမယ်စူးစမ်းကြမယ်တွေ့ကြမယ်ကျေးဇူးနော်ဆက်ဒီခေါက်လာလဲအောင်နော်